ကဲတဲလေးတို့ရေဒီဦးလေးဟာဆိုလို့ရှိရင်အသက်60ကျော်ပါပြီရှင်အသက်60ကျော်သွားတဲ့ချိန်မှာအလယ်မှာသပင်လုံးဝမရှိပါဘူးဘေးနှစ်ဖက်မှာပဲသပင်ပပလေးတွေရှိပါတယ်ရှင်ဆိုတော့ဒီဦးလေးကအမကိုဖုံးဆက်လာပါတယ်သပင်တကယ်ပြန်ပေါက်လို့လားဆိုပြီးတော့အမကိုမေးတော့အမကဖြေလိုက်ပါတယ်တကယ်ပေါက်လားမပေါက်လားဆိုတာဦးလေးစမ်းသက်ကြည့်ပါဒပလင်းလောက်တော့စမ်းကြည့်ပါလို့အမကပြောလိုက်ပါတယ်ပြောလိုက်တော့အမစီကစီဒပလင်းကိုဝယ်သွားပါတယ်ဝယ်သွားတဲ့ချိန်မှာအခုဆိုလို့ချင်းစံသားအနုလေးတွေကအခုဟဲစီတန်နှစ်ပလင်းမြောက်မှာဒီလိုစံသားအနုလေးတွေကိုထွက်လာတာကိုအမကိုဗီဒီယိုလေးနဲ့တကွာပို့ပေးပါတယ်ဝမ်းသာပျော်ရွှင်ပြီးတော့လဲစိတ်ကျေနပ်မှုရတဲ့အတွက်လဲအမတို့တွေအများကြီးတို့ဝါရပါတယ်ကဲအဲ့တော့ဒီဦးလေးရဆိုလို့ရှိရင်အမစီမှာလာစဉ်တိုင်းဒပလင်းအမြဲတမ်းဝယ်ပါတယ်အမားတို့ကအမှန်ကန်နေပဲချပြပေးထားတာဖြစ်တဲ့အတွက်တကယ်သပင်ပေါက်တယ်ဆိုတာကတော့ဟောဒီမှာလက်တွေ့သုံးကြည့်လိုက်ပါရှင်